အော်စာထုတ်လိုက်ပြီ PUBG official နေစာထုတ်လိုက်ပြီဘာဖြစ်လို့လဲမသိဘူးဒီမှာ ARC က ARC သင်းကိုဘာဖြစ်လို့လဲမသိဘူးစာထုတ်ထားတယ် PUBG ကရေးစားအပ်ပါတော့တဲ့ PUBG Mobile Community 2025 PNGC Group Stage ဒုတိယနေ့တွင်ပွဲစဉ်နှစ်တွင်အဲ့မှာဒီတင်းနဲ့ပွဲစဉ်အတွင်းတန်ဖန်းပိုင်တယ်အော်ပြိုင်ပတ်ဤတဲ့စက်ပစ္စည်းများကိုတဲ့ခိုးကြောင်ခိုးဝက်ချောင်းကြည့်ခြင်းဖြင့်တင်း ARC ကိုမတရားအသာစီရယူခဲ့ပါသည်တဲ့ PUBG Mobile တွင်အားကစားသမားများ၏အပြုအမူနှင့်စီမင်းစည်းကမ်းချိုးဖောက်မှုများအပေါ်တဲ့လုံးဝတီးခတ်မှုမရှိပါတဲ့ Watch 2025 PNGC ရူးပုံးနဲ့အညီပြိုင်ပွဲမှာအရေးချင်းပြိုင်ပွဲကထုတ်လိုက်ပြီပေးမစော့တော့ဒီလားအိုက်ကောင်အိုကောင် twist အသင်းရကောင် ARC စော့တာကို तू ကခိုးကြည့်တာတိလားခိုးကြည့်တာကွာတိလားခိုးကြည့်ပြီးစော့လို့ရလက်အနေဖြင့်နဲ့ twist mind ဒီ၎င်းတို့၏အစားတို့ကစားသမားနေနဲ့အတူပြိုင်ပွဲကြီးကြံရှိမှုဆက်လက်လှုပ်ဆောင်မည်ဖြစ်ပြီးပြိုင်ပွဲတွင်ရရှိလာသောအမှတ်များကိုပနတီအပြင်10%စုကြီးနှုတ်ယူမယ်နော်အဲ့ဟိုက what ဆိုတဲ့ကစားသမားကိုပေးမစော့တော့ဘူးသူတို့အရန်ကစားသမားနဲ့စော့ရမယ်ပြီးသွားရင်10%ဘောနဲ့ sorry စုကြီးပေါ့နော်10%သူတို့ရှော့မှာဒဏ်ရိုက်မှာအမှတ်များကိုလည်းပနတီအပြင်အမှတ်တွေပါလဲရှော့ရင်ရှော့မယ်ပြီးသွားရင်10%စုကြီးနှုတ်မယ်ရှင်မြန်နိုင်ရှိမှုဦးစားပေးခြင်းဒီကျွန်တော်တို့ထိတ်တန်းဦးစားပေးဖြစ်ပြီးကစားသမားများအားလုံးအတွက်တရားမျှတသောဂိမ်းကစားခြင်းအတွေ့အကြုံရရှိစေရန်ကျွန်တော်တို့ဂရုပြုပါသေးတယ်သူက day 2မှာဖြစ်သွားတာ day 2မှာဖြစ်သွားတာဗျာအတန်ဖန်းဖိုင်တွင်အတီးပြုထားသည့်အတိုင်းပြိုင်ဘက်၏စက်ပစ္စည်းကိုခိုးကြောင်ခိုးဝက်ချောင်းကြည့်ခြင်းဖြင့်တင်း ARC ကိုမတရားသဖြင့်အသာစီးရယူခဲ့ပါသည်တဲ့အဲအကြောင်းကိုအိုက်ကောင် what ဆိုတဲ့ player ကို ban လိုက်တာ okay official announcement လုပ်ထားတယ်ဒီလား PUBG page ကနေတင်ထားတယ် Facebook မှာအဲအကြောင်းကိုဘာလို့ကြာနေရလဲဗောဘာလို့ကြာနေရလဲဆိုကြည်နေတာIraq အသင်းက player အဲ့ Watch ဆိုတဲ့ player ရှိတယ် ARC ကစားသမားရဲ့စက်ပစ္စည်းဆိုတော့ဖုန်းပေါ့ကွာဖုန်းကိုသူတို့အနေနဲ့နည်းနည်းလေးအပေါ်စီကနေတော့ဗါအဲ့လိုမြင်လို့ချောင်းကြည့်ပြီးစော့တာလားဗါလားမသိဘူးအဲ့ဒါကိုသူတို့ရဲ့အတန်ဖိုင်းကွာသူတို့စကားပြောတဲ့ဟာတွေစကားလုံးတွေရှိရမလားအဲ့ဒါတွေကိုသူတို့အတန်ဖန်းတဲ့ဆက်ကနေသူတို့ပြန်ကြားရတာဗောနော်မတရားသဖြင့်အသာစီးယူပြီးတော့စော်ကစားရတယ်ဗောကွာအဲ့အကြောင်းမလို့ဒါလုံးဝအမှတ်လဲနှုတ်မယ်လို့ရေးရတယ်ပြီးသွားစုကြီး10%ဘောနက်ကိုလည်းသူတို့နှုတ်မယ်လို့ရေးရတယ်အဲ့ခိုးကြည့်ပြီးတော့စော့တဲ့ကစားသမားကိုလည်းသူတို့ဘန်းလိုက်ပြီဗျာကျန်တဲ့အရန်ကစားသမားနဲ့သူတို့အစားထိုးပြီးစော့ရမှာအဲ့အကြောင်းကိုကြာနေတာโอเคဇုံတော်မကြည့်လိုက်ရဘူးကွာစာလေးတော့ဖတ်နေတာငါလက်ခွမ်းထဲမှာ